ထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းမှာရှိတဲ့အွန်လိုင်းငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းတွေဟာအမေရိကန်ဘီလီယံနာအီလွန်မတ်ပိုင်တဲ့ Starlink ကုမ္ပဏီကဖြန့်ဖြူးတဲ့အင်တာနက်ကိုအသုံးချပြီးပြန်လည်ကြီးထွားလာကြောင်း AFP သတင်းဌာနရဲ့စုံစမ်းမှုတွေအရသိရပါတယ်။ကမ္ဘာတဝန်းကလူပေါင်းများစွာကိုဒေါ်လာဘီလီယံချီလိမ်လည်နေတဲ့ကြားဖြန့်လုပ်ငန်းတွေကိုတရုတ်နဲ့ထိုင်းအစိုးရတွေနဲ့မြန်မာစစ်တပ်တို့ကအမြင့်ဖြတ်နှိမ်နင်းမယ်လို့ရည်ရွယ်လှုံ့ဆော်ခဲ့ပေမဲ့လအနည်းငယ်အတွင်းမှာပဲကြားဖြန့်ရုံတွေမှာStarlink အင်တာနက်အသုံးပြုပြီးလုပ်ငန်းလည်ပတ်နေတယ်လို့ AFP သတင်းကဆိုပါတယ်။ AFP ကရရှိထားတဲ့ကြိုရူတပ်ပုံတွေ drone နဲ့စုံစမ်းရိုက်ကူးမှုတွေအရထိုင်းမြန်မာနယ်စပ်မြရီမြို့ပတ်ဝန်းကျင်မှာလုံခြုံရေးတင်းကျပ်ထားတဲ့ခြံဝင်းတွေနဲ့အဆောက်အုံသစ်တွေအလင်းအမြန်ပေါ်ပေါက်လာနေတာကိုတွေ့ရပြီးတချို့အဆောက်အုံတွေဟာအီလွန်မတ်ကုမ္ပဏီကဖြန့်ဖြူးတဲ့ Starlink ကြိုရူအင်တာနက်စလောင်းတွေတပ်ဆင်ထားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။အာရှဒေသဆိုင်ရာအင်တာနက်မှတ်ပုံတင်အဖွဲ့ ASEAN Regional Internet Registry APNIC ရဲ့အချက်အလက်တွေအရထိုင်းမြန်မာနယ်စပ်မှာကြားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေးလှုံ့ဆော်နေချိန်အခုနှစ်ဖေဖော်ဝါရီလက Starlink ဆက်အနှဲငယ်သာတွေ့ရပေမဲ့ဇူလိုင်3ရက်နေ့ကနေအောက်တိုဘာလ1ရက်နေ့စီးရင်တွေအရတော့ Starlink ဟာမြန်မာနိုင်ငံမှာအကြီးဆုံးအင်တာနက်ဝန်ဆောင်မှုပေးသူဖြစ်လာနေတယ်လို့ဆိုပါတယ်။အဲ့ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး American Congress လွှတ်တော်ရဲ့စီးပွားရေးကော်မတီကStarlink ရဲ့ပိုင်ရှင် SpaceX တာဝန်ရှိသူတွေကိုစုံစမ်းစစ်ဆေးမှုစတင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ Congress လွှတ်တော်ရဲ့စီးပွားရေးကော်မတီဟာ SpaceX ရဲ့ CEO Elon Musk ကိုပါလွှတ်တော်မှာဆင့်ခေါ်စစ်ဆေးနိုင်တဲ့အထိအာဏာရှိတဲ့ကော်မတီတစ်ရပ်လည်းဖြစ်ပါတယ်။ SpaceX ဘက်ကတော့ AFP ရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားတာမရှိဘူးလို့လည်းရေးသားထားပါတယ်။